6ချက်မှမရှိတဲ့နန်းတဲ့ဆိုတာမရှိဘူးလို့များရင်းစမ်းမှာလူမျိုးမင်းစမ်းတဲ့စိတ်နဲ့ပေါင်းရမယ်ပေါင်းရမယ်ဆိုတဲ့စကားနဲ့ဒီမှာထင်ရှားသိရလာဗျာအဲ့ဒီချစ်ကိုမတော်ဆရောက်ယောက်ျားဖြစ်တာကောင်းလားမိန်းမဖြစ်တာကောင်းလားယောက်ျားဖြစ်တာကောင်းလားမိန်းမဖြစ်တာကောင်းလားဖြစ်ချင်ရနဲ့ဖြစ်ကြစမ်းပါယောက်ျားဆိုတာအောင်နေသူပါဗျာဒီမဲ့တော့ပေါ့ဘာများလဲရှင်ကျုပ်ကတားယောက်ျားလေးပြီးပါဆိုတော့ချက်ချက်နဲ့ပဲပြောရတော့ပါပဲဗျရှင်ဘာများလာလဲဒီနေ့ကကျုပ်သားကျူရှင်ရပြန်ပါခင်ဗျားသမီးကစားလိုက်ပြီးတယ်ပြီးတော့လက်ဆက်ပြီးစကားပြောတယ်ကျုပ်သားကအိမ်ရောက်တော့ဘိုးကြီးတိုင်းနေဗျာကျမပြရလို့ရှင်နောက်ကိုဒီလိုမဖြစ်အောင်ကျမသမီးကိုကျမဆုံးမပေးပါမယ်ကျင်းနဲ့ပါလို့တောင်းပန်ပါတယ်နော်ခက်တယ်တော့ဘောရဲ့ကျုပ်ကတားကျူဆိုတော့ရှက်တယ်ဗျာရှက်တယ်မဲ့တယ်ဗျာခေတ်ကလာတော့ပြတာပါပဲရဲဆက်ရဲ့ရှိတ